မင်္ဂလာပါခင်ဗျာဥစီဘိုက်စားဘစ်ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြမဲ့လက်ရလေးကတော့ဒီဘိန်းလေးပေါ့နော်ကျွန်တော်ဒီလိုစပိန်မျိုးတွေကိုကျွန်တော်မပြင်တာမပြင်ဖြစ်ဘူးပေါ့နော်မပြင်ဖြစ်ဘူးဆိုတာကကျွန်တော်မပြင်ကျင်တာပေါ့နော်ဘာလို့မပြင်ကျင်တာလဲဆိုတော့ဒီကောင်တွေကဘာကြီးကအရမ်းများတဲ့ဘိန်းတွေဗျာကျွန်တော်တို့ဒီပြန်ဘိန်းတွေလို့မဟုတ်ဗျာတချို့ကကျွန်တော်မပြင်ကျင်ဘူးဆိုတော့ကျွန်တော်ဒီဘိန်းတွေမပြင်တတ်လို့လားပေါ့နော်မဟုတ်ပါဘူးဗျာကျွန်တော်ကဒီဘိန်းတွေကိုကျွန်တော်တို့ကပြင်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးဒီဘိန်းကြောင့်ကျွန်တော်ပြောပြမယ်ဗျာဒီဘိန်းတွေကိုပြင်တော့မယ်ဆိုလို့ရှိရင်ဒီဘိန်းတွေကဗျာကျွန်တော်ဒီမှာ15နက်တွေဖြုတ်ရမယ်နော်မာကတ်တွေနဲ့ဓာတ်တွေနဲ့ဟိုပေါ့ပြောမလို့ကယ်ရီယာကုန်တွေနဲ့ဇက်လန်တွေချုပ်တယ်ဗျာပြီးရင်ဗရိတ်တွေဖြုတ်ရမယ်ဗျာဒါတော့မှဒါချိန်မုံတချမ်းဒါဟက်ချင်းဘုံလို့ခေါ်တာပေါ့နော်ဖူးချင်းဘုံဆိုလို့ရှိရင်ကျွန်တော်နောက်ကဗျာဟိုစတာကီနဲ့ဖြုတ်ပြီးတော့ဖွင့်ရမယ်ဗျာပြီးရင်ချင်းတွေကမဲဟာလက်တွေပေးနော်တော်တော်ပူပြီးတော့အလုပ်ရှုပ်စေရပေါ့နော်ဒီဘရိတ်အုံတွေဖြုတ်ရမယ်ဗျာနော်အဲ့တော့ကျွန်တော်ကအလုပ်တွေရှုပ်လို့ဆိုဒီဘရိတ်ကိုမပြင်ချင်ဘူးဗျာအဲ့မှာပိုင်ချမ်းနေကျွန်တော်လုပ်ပေးပါဗျာဥစီလက်ရလေးကတစ်ခါလောက်ခံအကြာကြီးခံနေဆိုလို့ပေါ့ဥစီအကြိုက်ခန့်နေဆိုလက်ရောက်ပြောတာနော်အဲ့ဒီအတွက်ကိုလာအပ်တာပေါ့ဗျာနော်တကယ်တော့ကျွန်တော်တို့ကဒီဘိန်းနေမှာမဟုတ်ဗျာကျွန်တော်တို့စပြီးတော့7ဘိန်းကိုပြင်ခဲ့ဆိုကျွန်တော်တို့ကအရှေ့ကန်းစပြင်ခဲ့တာဘယ်ဘိန်းကပြင်ခဲ့လဲဆိုတော့ဒါကျွန်တော်တက်နေကျွန်တော်မိတလောက်ဘိန်းကိုပြောတာနော်ကျွန်တော်စိတ်ကားကောင်ဘိန်းပေါ့ဗျာနော်ကျွန်တော်တို့စိတ်ကားကောင်ဘိန်းတို့ရတနာမြင်းကြတော့စိတ်ကားကောင်ဘိန်းကြတော့သူတန်ဘရိတ်ခိုင်းနေဖြစ်သွားပြီဗျာအဲ့တော့လက်ကရလည်းဒီလိုမဟုတ်တော့ရတနာမြင်းမှာကြတော့သူကဒီကျိုးဘရိတ်နဲ့ဖြစ်သွားပြီသူကနည်းနည်း BSC ပေါ့နော် BSC မှာလည်းတချို့ကျိုးဘရိတ်နဲ့လာတဲ့ဟာလေးရှိတယ်ဗျာဒါ BSC ယောက်ျားကြီးမဟုတ်နော်မိန်းမကြီးတွေကျွန်တော်ပြောပြတာအဲ့မှာကျိုးဘရိတ်တွေနဲ့ဖြစ်သွားသူကနည်းရတနာမြင်းတို့ကြောင့်အဆင့်မြင့်သွားလှလည်းလှသွားပြီဗျာ7ဘိန်းလေးတွေကစိတ်ကားကောင်တော့နည်းနည်းတမယူကြဆန့်တယ်ပေါ့ဗျာနော်ဒါမြင်မှုကြမှာပါတချို့လည်းဒီလားကျွန်တော်ထက်တက်ကြီးကျွန်တော်နဲ့တက်ပြီးပဲလူတွေဆိုရင်စိတ်ကားကောင်ပဲကောင်းကောင်းမိတယ်ကျွန်တော်အညာမှာ3နှစ်နေတော့ကတော့ကျွန်တော်ဗာစီးရတယ်ဆိုဟီရိုဘိန်းကြီးဟီရိုမိန်းမစီးတွေဟီရိုယောက်ျားစီးကြီးပေါ့နော်အဲ့ဘက်မှာတော့အဲ့အရာကြီးခစ်စားတယ်ဗျာနှုတ်ပိုးတဲ့ကလားကြီးစားအကောင်ကြီးပဲသုံးကြတာများတယ်ကျွန်တော်အဲ့ခေတ်ကလေးကကျွန်တော်ကစပိန်ပြင်လာတာဗျာဒီဆက်ဘိန်းလေးတွေဆိုတာကျွန်တော်တို့ဒါတိတ်ပြီးတော့ဟိုပြင်ဟိုသူ့ပညာနဲ့သူ့ပါပဲရေးမပေါဘူးတော့မဟုတ်ဒါတွေကအရှိခံဆိုတဲ့အကြောင်းပြောပြဒီဆက်ဘိန်းတွေအရှိခံအဲ့ဒါပြီးတော့မှကျွန်တော်တို့ကဟိုဒီဂျပန်ဘိန်းတွေပေါ်လာတယ်ပေါ့ဗျာဂျပန်ဘိန်းပေါ်လာပြီးတော့မှအဲ့ဂျပန်ဘိန်းတွေကနေဟောမှာဒီဟာ3 speed လို့ခေါ်တယ်3 speed အောင်ပေါ့ဗျာအဲ့3 speed ကိုကျွန်တော်တို့ဒီတောင်မှာပြင်ထက်တဲ့လူကနဲတယ်ဗျာအဲ့ချိန်မှာကျွန်တော်3 speed ကိုကောင်းကောင်းပြင်ထက်နေပြီပေါ့နော်အဲ့တော့ဘာဖြစ်ကျွန်တော်တို့ကအရှိခံလာတဲ့အတွက်သိတယ်အဲ့တော့အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်အဲ့ခေတ်တုန်းကဆိုလို့ရှိရင်စပိန်ပြင်ပြီဆိုလို့ရှိရင်ဗျာခွင်းတွေခွားတွေဆိုတာဗျာကျွန်တော်ရွတ်ပြမယ်ဗျာ89နော်ဟို89ဟို10 17နော်ဟို12 13 14 15 16 19ပြီးလို့ရှိရင်ဝက်လက်မိုင်းနဲ့ဒီကောင်းကောင်းရှိရမယ်ပလေယာကောင်းကောင်းရှိရမယ်ခွားချင်ကောင်းကောင်းရှိရမယ်ပိုက်ကလေးပါရှိရင်တော့ပိုကောင်းတာပေါ့ဗျာပြီးရင်ကက်ကြီးကောင်းကောင်းတစ်လက်ရှိရမယ်အဲ့ဒါကြလို့ရှိရင်ကျွန်တော်တို့ကစပိန်ပြင်ဆိုင်ဖွင့်လို့ရတယ်အဲ့ခေတ်တုန်းကနော်ကျွန်တော်ပြောပြရနော်အဲ့ခေတ်တုန်းကဖွင့်လို့ရပြီဆိုတဲ့အကြောင်းပြောပြတာဘလောက်မှတူးရီမလို့အခုကျွန်တော်တူးရီကြီးလိုက်ဒါတော့မှဘောက်တွေနဲ့ထည့်ထားတဲ့ဟာတွေဟိုအောက်ချင်းတွေထဲမှာထည့်ထားတဲ့တူးရီလည်းလုပ်သေးတယ်အဲ့ခေတ်တုန်းက AC နဲ့ကစပိန်ဆိုင်ဖွင့်ဖို့ဆိုတာတိတ်ဘလောက်ကြီးဟိုဖြစ်တာမဟုတ်ကျွန်တော်ကဆိုလိုတာဗျာဒီဘိန်းတွေကိုကျွန်တော်ကတိတ်ပြီးတော့မပြင်ပေးဖြစ်ဘူးဆိုတာဘာကြီးကလည်းများတယ်အချိန်ကြီးပိုကုန်တယ်ဗျာငွေကလည်းလက်ခလည်းဟိုတောင်းကျင်တလောက်တောင်းကျင်တလောက်ထက်ဗျာဟိုတန်ရတောင်းရင်တော့မှဈေးများလို့ထင်တယ်ဘာလို့ဒီဘိန်းတွေရဲ့ဈေးကအဲ့လောက်မှမရှိတာဘူးလုံးဝတဲ့ဘာကြီးရကြတော့ तू ကကျွန်တော်တို့ဒီပြိုင်ဘိန်းတွေထက် तू ကပိုပြီးဘာကြီးပိုများတယ်ဗျာကဲအဲ့တော့ပြောနေရတဲ့လေးရှိပေးရှိရဗျာကျွန်တော်ကဒီဘိန်းလေးကိုဘာဖြစ်လဲဆိုတာလဲကျွန်တော်ပြမယ်ပြီးရင်ကျွန်တော်ဘယ်လိုပြုပြင်ပေးမလဲဆိုတာလဲတစ်ချက်ကျွန်တော်ဗီဒီယိုရိုက်ပြမယ်ပေါ့နော်ဒီဘိန်းလေးကဘာဖြစ်သွားလဲဆိုတာဟာမှာဒါရှေ့ကိုလှည့်လိုက်ပြီနော်ရှေ့ကိုလှည့်လိုက်ပြီနော်ဘိန်းကမလဲတော့ဟောနောက်ကိုလဲတော့ဒါနောက်ကတော့ free ပေါ့နော်ရှေ့ကပြောမှဆို free ချော်နေရပါတော့ဒီဘိန်းလေးက free က तू ကဂျပန်ဟက်လေးပဲဟိုဟာလေးနဲ့တွဲရက်လေးတွေပေါ့နော်ပြောမှဆိုအဲ့ ball break အောင်နဲ့တွဲရက်လေးအဲ့တော့ကျွန်တော်ဖွင့်ပြမယ်ဖွင့်ပြတဲ့အချိန်မှာကျွန်တော်မောင်းနေဘိန်းကြီးကိုင်းတယ်လို့ကိုင်းအောင်ဟုတ်အရင်တော့လို့ style မျိုးနဲ့စုနဲ့တူနဲ့ထုမှာနော်ထုပြီးပြင်ရမှာကဲအဲ့တော့ကျွန်တော်နဲ့တူကျွန်တော်လက်ရလေးကိုကြည့်ရှုခံစားလိုက်မယ်နော်အရင်ဦးဆုံးကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ဒီ break ပြီးကိုဖြုတ်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ break ကိုဖမ်းထားတဲ့ဒီလက်ကိုဖြုတ်မယ်ပေါ့နော်ဘက်ကလိုက်လေတဲ့တူကကျွန်တော်10ဘွားနဲ့လမ်းဖမ်းတာပေါ့နော်10ပြီနော်အဲ့တော့ဟိုဂျပန်ဆက်ဘိန်းမပြင်ဘူးတဲ့လူတွေပြင်လို့ရအောင်ကျွန်တော်ပြတဲ့သဘောပေါ့ဗျာနော်ပြဘိန်းနေဒီပြင်နေရတော့ပြင်းနေတာတော့ပြီးသွားပြီဆိုတော့ကျွန်တော်တို့က15ခွာလေးနဲ့ဂွင်းခွာလေးနဲ့လှည့်မယ်အရင်ကဆိုရင်တော့ဗျာသူက14 15ကိုကျွန်တော်အိန္ဒိယဟောပေါ့ဂွင်းလာတယ်ပေါ့နော်သူကကျတော့တောက်လေးနဲ့သူကတွင်းနေပိုင်းနဲ့ဝင်နှိုက်ကြက်လို့ရန်ကောင်းတဲ့ကွာအမျိုးသားရှိတယ်ဗျဒါတော့ကျွန်တော်မတ်တော့ပဲတုံးထားပါတော့ဒါကျွန်တော်ကပေါ့ပါပဲတုံးမဲ့ကောင်းလို့ကျွန်တော်ပြောပြရနော်ကျွန်တော်ဘလို့အဲ့တော့သူတို့ခွားရင်ကြာဟုတ်ရင်ကသူပဒါလဲခွားရင်လဲတော့ဒီခွားတွေကဟပြီးတော့ထောင်းနေပြုံးသွားတယ်အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ဒီလိုဂွင်းပေါ်လာပေါ့ဂွင်းပြီးလို့ရှိရင်ဒါဂွင်းကိုပန်းဂွင်းလို့ခေါ်တာပေါ့ဗျာပန်းဂွင်းပြီးရင်ကျွန်တော်အသီးတွေမှာနောက်ပိုင်းအသီးတွေကျတော့6000ပြီးသွားလား6000ပြီးကတော့ပိုကောင်းတာပေါ့ဗျာနဲ့လည်းမနာဘူးပေါ့ဗျာနော်အဲ့ဒါတော့ကျွန်တော်ဘူးတကပြည့်ပြောပြသွားတာပေါ့ဗျာနော်ကျွန်တော်မိတဲ့လောက်လေးပေါ့ဗျာကျွန်တော်ထက်ဆရာကြီးလည်းရှိပါတယ်နော်မိခဲ့တဲ့လူတွေလည်းရှိတယ်ကျွန်တော်ဒီဗီဒီယိုလေးရိုက်ပြတာလေကျွန်တော်ရဲ့တင်ဆရာမြင်းဆရာကျွန်တော်ထက်ဆရာကြားတဲ့ဆရာကြီးများကိုဟိုဖြစ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ဖြစ်တာလည်းပါတယ်ပေါ့နော်လေးစားတော့အဖြစ်အောင်ဆိုတော့ဟိုးရင်တော့ဆိုလို့ရှိရင်ဒီလိုဟိုပေါ့တော့ဟိုတူးတွေကောင်းကောင်းမရှိခင်ကလေးကသူတို့မှဟိုလောက်ခဲ့ရတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လည်းအဲ့ဒီရဲ့ style နဲ့ကျွန်တော်ထုပြမှာပေါ့နော်အဲ့ဒီကဘာကြီးကရမ်းများလာလဲဒီနေ့ကဒါကြီးထုတ်ရတယ်
ပြီးရင်အဲ့ brake ကြိုးတွေကဒါအရင်တော့လူတွေဆိုမတားချက်တာဗျ brake ကြိုးတွေချက်ပြီးတော့ brake ကြိုးတွေညာလေးတွေကကျိုးစံလေးတွေပြတ်ကုန်တာဟာအဲ့ချိန်ပြန်ထည့်တဲ့ချိန်ကျရင်မရတော့အဲ့ချိန်က brake ကြိုးကလက်တွေလာဆူဟာဒုက္ခတွေများဟိုဟုတ်လက်ဝတ်တယ်ဆိုတာကျွန်တော်လက်နာမှာကြောက်လို့ဗျာဒါနေ sorry လက်တွေတော့ကန်လို့ချင်းဟာလက်ကြီးအကျန်းကြီးဆိုတော့ချစ်မှချောက်လို့လက်ကြီးဝတ်ထားတာလက်မကျန်းအောင်ဒီပါကျွမ်းရင် sorry ပါတိုင်လို့ရအောင်စားလာပါဗျာဒီမှာဆဲနေအောင်ကဲပြီးရင်ကျွန်တော်ချိန်မုံချချိန်ချမယ်ပေါ့နော်ချိန်ချပြီးရင်တို့ကျွန်တော်ဆွဲထုတ်လို့ရပြီပေါ့ဗျာနော်ဘာလို့ကျွန်တော်က brake တွေဖြုတ်ရလဲဆိုတော့အဲ့လိုဆွဲထုတ်လို့ရအောင်ကျွန်တော်ကဒီ brake တွေကိုဖြုတ်ရတာမျိုးဘိန်းဖြုတ်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒါဆက်ခွန်ဝင်းကွာကျွန်တော်နောက်ပိုင်းမှာဝင်းကွာတွေပဲဆောင်းလာများတယ်ကျွန်တော်ဘိန်းတွေတွက်ဆိုပြီးတော့အဲ့တော့ကျွန်တော်တို့ကအမှ brake အုံရဲ့အမလေးကြက်တယ်ဒီကောင်နဲ့တော်တော်ကြက်တယ်အဲ့တော့ကျွန်တော်ဖြုတ်ရမယ်ပေါ့နော်ဆက်ခွန်နဲ့ဖြုတ်ရပါတယ်ဖြုတ်တဲ့ချိန်မှာလိုက်လေတက်တယ်လိုက်လေရင်ကျွန်တော်တို့အခုရှိတာတော့ဖမ်းထားမှာပေါ့ဗျာနော်ဟိုပြည့်ဒီဘက်ကနေရော15နဲ့ဖမ်းပြီးတော့မှလက်ကိုရှုပ်ရတယ်ဒီမှာဟိုကြီးလည်းကတ်အဲ့ဒါလေးရင်လုံးလာပါဗျာနော်ကဲ next လိုက်ပြီဆိုတော့ကျွန်တော်ကဒီအရေးဆွဲထုတ်လိုက်တယ်သူက ball break အုံလိုက်ပြီးကြော်လာပါတော့။မတူဒီ ball break ဆိုရင်ဒါတွေကဒီအထက်ကတီစီးဝင်းတွေဖြစ်ရတယ်။အစကဒီမှာတီစီးဝင်းလေးတွေပါတယ်ဗျာ။ဒါရတော့ထားလိုက်တော့ဒါကျွန်တော်အပိုင်းမဟုတ်တော့ကျွန်တော်ကအဓိကတော့ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါအများကြီးကသွားပြင်ထားတာပေါ့နော်။တကယ်ဆိုလို့ရှိရင်သူကအာကြည့်ပါဦးမ။အဲ့ဒီအရှုပ်ထုတ်တွေလည်းပါတတ်တယ်အားရ။ပြီးရင်ကျွန်တော်ကငါကြည့်လိုက်ဗျာ။နော်သူဂျပန်ကဒါတဲ့ဥစ္စာကြတော့သူကဒီဘောမှာဖုံဝင်တဲဝင်တက်တာအောင်ရေဝင်တက်တာအောင်ဆိုတော့သူကဒီပေါ့မဲစီအပိတ်လေးတွေဘောပိတ်လေးတွေသူကခံထားပြီးသားဗျာ။အဲ့ဒါတွေအကုန်လုံးကိုဖျောက်ပစ်တယ်ဗျာ။နော်ဖြောက်ပြစ်တယ်အဲ့ဒါကြီးကကြတော့ဒါသူတို့နဲ့ပဲဆိုင်တော့ဗျာအဓိကကျွန်တော်လုပ်ပြရမှာကဒါတွေလည်းကျွန်တော်ပြန်ဖြုတ်ရတော့မှာပဲဒီမဲစီပြန်လိုက်မှာဘာလို့ဆိုဒီ free ဖြုတ်ဖို့အတွက်ကိုနော်အဲ့တော့ဒီ free ကောင်းဖို့အတွက်ပဲအဓိကကျွန်တော်လုပ်ပြရမှာပေါ့နော်အဲ့လိုပဲပြောရမှာပေါ့နော်ကဲကျွန်တော်လုပ်လာမှာဗျာကဲညစ်ပတ်နေအဲ့ဒါခါကျဒီဘိန်းကြီးမကိုင်းနေတာအဲ့ဒါကြာဘာမှစက်ခွန်နဲ့ဖမ်းမှာဗျာ15လေးနဲ့ဟိုမရောက်ဘူးများဟိုပေါက်ရ40ပေါ့မဲစီလည်းကြီးအောင်အာလူမဲစီလာတာကျွန်တော်အရင်ကခေါ်တာအဲ့မဲစီတုံးထားတာဗျာခါကျလို့ချင်းအဲ့ဒါကြီးစိတ်ပြတ်တော့ကကန်လာတယ်ဒီလေကိုညစ်ပတ်စီတယ်လို့ဘာကြီးကလည်းအရမ်းများတယ်လို့အိုက်ဆုပ်တယ်ဗျာချုပ်ရတဲ့နှစ်ပေါင်ကနေတာဟုတ်ဒါကျွန်တော်တို့တွေကအရှိကနေရှိတယ်ဆိုတဲ့ဟာတွေကျွန်တော်ကဟိုပြတာပေါ့ဗျာပညာပြတာပေါ့ဗျာဆိုတာလောက်တတ်ပါတယ်ပေါ့လောက်ဖူးပါတယ်ပေါ့ဗျာဒီကဘေးကိုလောက်တော့ချိန်မှာတော့လောက်ပြလောက်ပါဗျာဘာလို့ဆိုတော့ဟိုကနေမင်းရတွေ့နေအေးအေးဟုတ်ဗျာဒီကနေ့ညနေပါကဲကျွန်တော်တို့ကအဲ့ဒီတော့ဒီဝင်ရိုးတွေကုန်းတွေကိုဖြုတ်ပြီးသွားပြီပေါ့နော်ဖြုတ်သွားပြီဆိုတော့အရင်ခေတ်ကဆိုရင်တော့ဒီကောင်တွေကိုကျွန်တော်တို့ကပစိုးအဆုပ်တွေဟောပေါ့ဒီပေါ့အဝတ်ဆုပ်တွေနဲ့ကျွန်တော်ကတုတ်ကြတယ်ကျွန်တော်ကတော့ဓာတ်ဆီနဲ့ဆေးပြီးမှာပါနော်ကျွန်တော်တို့ကဝင်ရိုးတွေကုန်းတွေဖြုတ်ပြီးသွားပြီဆိုတော့ဘာဖြုတ်ရမလဲဆိုတော့ဒီ free အုံကြီးကိုပြင်မှာဖြစ်တဲ့အတွက်ဒီ free ကိုဖြုတ်ရမယ် free ရဲ့ကပ်ဖောက်ကိုကျွန်တော်ပြင်ဖြုတ်မယ်ဟုတ်ပါအသားလေးနဲ့ထုတ်လိုက်ရတယ်နော်ဒါအမှန်တော့ဒီ free ကဒီများစီကသွားပြင်ထားပြီးသားပဲကြာစီမခံလို့ပေါ့နော်ဘာကြောင့်ကြာစီမခံလဲဆိုတော့ကျွန်တော်ဒီမှာကျွန်တော်ကြည့်လိုက်ကျွန်တော်နောက်ကျမိုက်လေးဝယ်ဦးမှာပဲဘာလို့ကြာစီမခံလဲဆိုတော့သူကဒီ free hat အုံလေးကိုမဲစီပေါ့မဲစီကလည်းဒီလိုပြင်းပြခက်ခဲမဲစီကြီးတိတ်ထားလို့အမှတိတ်ထားတဲ့အတွက်ကိုဒါမြင်ရမှာလည်းပေါ့ကောက်ကြာကျွန်တော်ပြောတာပဲနောက်လိုက်တော့ဟောတော့ပြင်းနေအောင်တိတ်ထားတဲ့အတွက်ဒီမှာမဲစီရန်ကတ်တယ်ပြီးတော့ဒီလင်းငုတ်လို့ခေါ်တဲ့ပေါ်တွေမှာဟိုမဲစီမတားကတ်သွားတာပေါ့နော်ကတ်ပြီးတော့ငုတ်တွေကပြန်မကန်နိုင်တော့ဘူးဗျာနော်စပလိန်နဲ့ကောင်းကောင်းမတန်တော့ဘူးအဲ့တော့ကျွန်တော်ကစပလိန်အစ်စ်လဲပေးလိုက်မယ်ငုတ်ချင်းနိုင်ငုတ်ချင်းနဲ့စပလိန်အစ်စ်နဲ့စတီကလစ်အစ်စ်နဲ့လဲပေးလိုက်မယ်ဗျာနော်အဲ့တော့ကျွန်တော်ဆေးကြောတာရောမပြတော့ဘူးဘာလို့ဆိုဗီဒီယိုရမ်းရှည်သွားလိုက်မယ်ဗျာဒါကျွန်တော်ဒီဥစ္စာကိုကျွန်တော်လုပ်ပုံလုပ်ပြီးပဲကျွန်တော်ပြတာပေါ့ဗျာဒါကြီးကလွယ်လွယ်လေးတွေပါနော်ဘာမှလောက်ခတ်တာမဟုတ်အဲ့တော့ကျွန်တော်ဒါရှင်းပြတာပေါ့နော်ဘာကြောင့်ဖြစ်သွားလဲဆိုတာမဲစီညနေသုံးမယ်မဲစီအပြည့်တွေသုံးတယ်မတားမလူလားအဲ့တဲ့နေရာတွေမှာမဲစီမတားထိုးတယ်မဲစီဆိုတာညာလိုက်မကောင်းဘူးဆိုတာမှန်တယ်ဗျဘာလို့ဆိုရမ်းများလုံးအားကြီးလို့ရှိရင်တို့လက်ပတ်မှုမှာသူကနည်းနည်းနောက်ဆက်ပေးတယ်လေဗျဟိုသူ့ရဲ့ထိုက်တင်တဲ့လောက်တော့ထည့်ရမယ်ပေါ့ဗျာနော်ကဲအဲ့တော့ကျွန်တော်စီကြောပြီးမှပဲပြတော့မယ်ဗျာနော်ကဲဒါကတော့စီကြောတန့်စင်ထားတဲ့အနေထားပေါ့နော်စီကြောတန့်စင်ပြီးသွားပြီတဲ့သူကဘယ်လိုဖြစ်တော့ဆိုတော့မဲစီညနာလဲပါတယ်နောက်ထပ်တစ်ခုကကြတော့ဟိုဒီ
ဒီကလစ်ကွင်းလေးပေါ့နော်စတီးကလစ်လေးလိန်သွားတယ်ပြီးတော့ဒီပေါငုတ်လေးတွေတဒုံပဲပါလာတယ်တဒုံမရှိတော့ဘူးပေါ့နော်အဲ့ဒါတော့ထက်ကလေးဖြစ်တာလားပါလာတော့ကျွန်တော်လည်းမပြောတော့အဲ့တော့ကျွန်တော်တက်ပြီးမှပဲကျွန်တော်ရလက်လေးပြလိုက်တော့မယ်ဗျာကျွန်တော်ဗီဒီယိုကြီးရမ်းရှိသွားလိုက်မယ်ဗျာနော်ကဲကျွန်တော်စတီးကလစ်လေးနဲ့ဒီပေါငုတ်လေးနဲ့တက်ပြီးပေါ့နော်ဒီချိန်မှာကျွန်တော်ဘာကိုထပ်ပြီးတော့ဒီနေရာမှာဝေမျှခြင်းလဲဆိုတော့ဒီဘိန်းဒီမှာဒီမှာဒီစတီးကလစ်လေးတွေကတချို့ကကြတော့ကျွန်တော်အကောက်လေးပါတဲ့ဟာရှိတယ်တချို့ကြတော့မပါတဲ့ဟာရှိတယ်မပါတဲ့ဟာပဲဖြစ်ဖြစ်ပါတဲ့ဟာပဲဖြစ်ဖြစ်ဒီဒစ်လီကသူဘာလို့လုပ်ပေးထားလဲဆိုတော့ဒစ်ဆိုတာဒီဟိုထုထားတဲ့နေရာကိုပြောတာနော်အဲ့ဒီဟာတွေကဒီစတီးကလစ်လေးကိုထည့်တဲ့အချိန်မှာဟိုဘက်ဒီဘက်ကိုမလဲသွားအောင်လို့သူကခံပေးထားတဲ့လမ်းကြောင်းနေရာလေးပေါ့ဗျာလမ်းကြောင်းဖြတ်ထားတာပေါ့ဗျာခံပေးထားတာအဲ့ကလစ်လေးကိုဒီပေါ်လေးတွေနှိပ်လိုက်လို့ရှိရင်အဲ့စပလင်လေးကစတီးကလစ်တွေကမရွေ့သွားအောင်ဟောသူကခန့်ဆောင်ပေးထားတဲ့နေရာလေးပေါ့နော်မလှုပ်အောင်လို့ပြီးတော့နောက်တဲ့ဒီပေါ်လေးကိုဝယ်ပြီးဆိုလို့ရှိရင်ဒီဘိန်းနေနဲ့ပတ်သက်ပြီးတော့ဒါအရှိကန်လေးတွေသိအောင်ပြောပြတာနော်ဟိုဟာဒီပေါ်လေးရာဒီမှာတွေ့လားနှိပ်လိုက်လို့ရှိရင်ဒီဟာနဲ့ကွက်တိဖြစ်ရမယ်နော်တချို့ကြတော့ဒီပေါ်လေးရာဒါဒီကောင်ငုတ်ရှိငုတ်တူပေါ်ရှိသေးတယ်နော်အဲ့ဒါတော့ကိုယ့်ဘက်ကိုလေးလာကြည့်လိုက်ဒါကျွန်တော်တွေ့တဲ့ဥစ္စာလေးကိုတစ်ချက် sharing ပြန်လုပ်ပေးရနော်အဲ့ပေါ်လေးမှာအတူအရှိရှိတဲ့ဟာလေးရှိတယ်ကိုကသွားဝယ်လို့ရှိရင်ဒီထဲမှာဖိကြည့်လိုက်လို့အဝင်ခွင်ကြကွက်တိဗျာဒါလည်းကွက်တိဖြစ်တယ်ဆိုမှကွက်တိပဲเนาะတွေ့လားကွက်တိဖြစ်တယ်ဆိုမှဝယ်ဟိုအပေါ်တကယ်လို့အတူနေရာမှာအရှိထဲပြီးလို့ရှိရင်သူကဒီအသားနဲ့သူကထောက်နေမယ်ပေါ့ဗျာကျွန်တော်ဆိုလိုတာအဲ့ဒါကိုပြောတာဗျာเนาะကဲအဲ့တော့ကျွန်တော်လုံးပြီးမှပဲတစ်တောက်အတန်နေနဲ့ကျွန်တော်ပြတော့မယ်ဗျာเนาะကဲစပိန်ပြင်ဆင်မှုအပိုင်းလေးကတော့အကုန်ပြီးဆုံးသွားပြီပေါ့เนาะဒီဘက်မှာမဲစီအပေါ်ဟိုအကာပါလေးလည်းကိုမှရှိတဲ့ဟာလေးတခုထည့်ပေးလိုက်တယ်เนาะကဲအဲ့ပြီးတော့ကျွန်တော်တက်တာတွေကတော့ဒီဖြုတ်ခဲ့တဲ့အတိုင်းပဲပြန်တက်ရမယ်အဲ့ဒါတွေကျွန်တော်မရိုက်ပြတော့ဘူးကျွန်တော်ပြီးမှကျွန်တော်ရဲ့ရလက်ကောင်းလေးကိုပဲကျွန်တော်ပြတော့မယ်ပေါ့เนาะကဲအဲ့တော့ကျွန်တော်ပြီးမှပဲဆက်ကြည့်လိုက်တော့ဗျာเนาะဘလို့အခြေအနေဖြစ်သွားလဲဆိုတာကဲစပိန်လေးကတော့အကုန်လုံးပြီးစီးသွားပြီဆိုတော့စမ်းကြည့်ရအောင်ဗျာเนาะโอเคသွားပါပြီเนาะလိုက်လဲစမ်းကြည့်လိုက်အောင်မယ်โอเคသွားပါပြီကဲအဲ့တော့စပိန်လေးလည်းပြီးဆုံးသွားပြီဆိုတော့ကျွန်တော်အနေနဲ့နီဂျုံခုတ်ပါတော့မယ်နီဂျုံခုတ်ပြောရမယ်ဆိုရင်ကျွန်တော်တို့က2 week ဆိုတဲ့စပိန်ကိုကျွန်တော်တို့ကအရှိကန်းနေပြီးတော့စပြီးတော့ကျွန်တော်ပြင်လာခဲ့တာပေါ့နော်မော်တိန်အခုပေါ်တဲ့လက်ရှိဘိန်းတွေထိပေါ့ဒါတော့တကယ်အဆင့်မြင့်ဘိန်းတွေမှာဆိုကျွန်တော်တို့မပြင်တတ်တဲ့ဟာကြီးလည်းရှိပါသေးတယ်အတွေ့အကြုံနေတာလည်းပါတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကစပိန်ကျွန်တော်ပြင်စားတယ်ဆိုတာကျွန်တော်ကြာပါပြီကျွန်တော်တို့ကအသက်ကြီးလို့အလုပ်ကိုင်မရှိလို့အလုပ်မဲရမရှိလို့စပိန်ထပြင်တဲ့လူသားမျိုးမဟုတ်ဘူးဆိုတာခင်ဗျားတို့အခုဒီဗီဒီယိုကြည့်နေတဲ့လူတွေဥစီအကြောင်းကိုဒီလောက်ဆိုရင်သိသွားမှာပါနော်ကဲအဲ့တော့ဥစီစီမှာတော့ကြတယ်လက်ရလေးကိုအဆင်ပြေတယ်ဆိုရင်အလုပ်လို့ရတယ်နော်ကဲအားလုံးကိုတိရှိသူအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲဆရာကြီးမြောက်လဲဂါရဝါပြူနှုတ်ဆက်လိုက်ပါတယ်ဗျာ